စိတ်ဘာလို့ညတာလဲစိတ်မညစ်ချင်တခွန်းနဲ့ပဲပြောလိုက်ချင်တယ်ပြောရမလားဘဝမှာခံစားချက်ဆိုတာဘာတစ်ခုမှအသုံးမကျဘူးလို့ဘယ်တော့များမှသဘောပေါက်မှာလဲတရားစကားပြောရတာနှမျောတယ်နော်ကိုယ့်ဘဝမှာခံစားချက်ဆိုတာဘာတစ်ခုမှအသုံးမကျပါဘူးလို့ဘယ်တော့များမှသဘောပေါက်မှာလဲတန်ត្រာတစ်လျှောက်လုံးသိတဲ့ထီတောင်သဘောပေါက်မသွားကြဘူးဟိခံစားချက်တွေနဲ့မဟုတ်တာတွေလုံးမလို့လားခံစားချက်တွေနဲ့မဟုတ်တာတွေပြောမလို့လားခံစားချက်တွေနဲ့မဟုတ်တာတွေစိတ်ကူးမိနေတာလားခံစားချက်တွေနဲ့ဟုတ်တာကိုမလုပ်ဖဲရွဲ့နေသလားခံစားချက်တွေနဲ့ဟုတ်တာကိုမပြောဘဲနေနေသလားခံစားချက်တွေနဲ့ဟုတ်တာကိုတော့မတွေးဘဲနေနေသလားခံစားချက်ဆိုတာနားလေတယ်မို့လားခံစားချက်ကတန်ဖိုးရှိလားမရှိဘူးလားခံစားချက်ကအသုံးကျတာလားမကျဘူးလားဟမ်သိဗလားတရားအထုတ်နည်းညီမ၄ကောင်လာမယ်တဲ့သူတို့မတိုင်ခင်ဟိုတောင်ဆုံးအလူကြတော့ညီမအကြီးမဟာနန်းတို့ရတွားတယ်ဆရာတော်နှစ်ပါးနဲ့သူအိမ်ပြန်ရောက်ဖုံးဆက်ဆရာတော်တွေကလည်းရောက်ပြီဆိုဖုံးဆက်အေးခွေလို့နင်းညီမ၄ကောင်တရားလာဝင်มาဆိုတော့နင်းကတော့အိမ်ဆောင်ပေါ်လို့ဒါပေမဲ့တခုတော့ရှိတယ်လို့ငါအဲ့၄ကောင်ကိုဟောမဲ့တရားရှိတယ်လို့နင်းတခါတည်းခေါ်လိုက်ရမလားဆိုဟောပါဗျာတဲ့ဟောလိုက်တယ်ဘဝမှာခံစားချက်ဆိုတာဘာတစ်ခုမှအသုံးမကျဘူးဆိုတာနင်ဘယ်တော့မှသိမှာလဲခုသိလိုက်မကောင်းဘူးလားအဲ့ဒါဟောလိုက်တယ်မောင်မောင်ကငါနန်းတော်ယူကိုလေဟောကိုညီမအကြီးဆိုတော့ तू ကတော့ပြန်ပြောရှာပါတယ် तू တစ်ချက်ကလေးငြိမ်သွားတယ်သိတယ်နော်ခုအတိတ်ပဲသိတယ်နော်ခံစားချက်ကိုရှေ့တန်းတင်မှလားမတင်ဘူးလားခံစားချက်ကအသုံးကျလားမကျဘူးလားဘာတန်ဖိုးရှိတော့ဟမ်ကဲငါညီမအကြီးကဘာပြောတယ်အောင်မေတဲ့နန်းတော်ကြီးဟာဘဝမှာခံစားချက်ဆိုတာဘာတစ်ခုမှအသုံးမကျဘူးဆိုတာဘယ်တော်များမှသဘောပေါက်မှလဲဟာလို့အဲ့ဒါဟောမှာဆိုတော့ तू ကညှိရင်သွားပြီးတော့ပြန်ပြောတယ်ဖုံမုံကဖုံမုံကိုတဲ့တပည့်တော်တို့ကခံစားချက်နဲ့လူလုံနေရတာတဲ့ကိုမဟောကိုကတော့မဟောလိုက်ရ तू ပြန်ဟောနေတယ်ဒီလူတွေကဘာနဲ့လူလုံနေရတာလှုပ်ပေါ်ဘလို့ကြောက်เสียကောင်းတဲ့ခံစားချက်ဆိုတာဘာလို့များခံစားချက်ကိုရှေ့တန်းတင်နေကြရတာလဲသေချာတွက်ကြည့်အဲ့ဒီခံစားချက်ကြီးကိုအဟုတ်ထင်လို့ကိုပြဿနာတက်တာ